ဒီပြည်တော်တို့ရဲ့တန်တရားဟာဗမာစပြီးတော့ဗမာစုံနိုင်မှလည်းရှင်ဗျာတခြားဘာသာတွေကတော့ဖန်ဆင်းရှင်မှာစပြီးတော့သူတို့ရဲ့ဖန်ဆင်းရှင်ဖျားမှာပဲစုံတယ်လို့ဆိုပါတယ်အကယ်၍ဒီပြည်တော်တို့ဘာသာမှာတန်တရားဟာအစမရှိအဆုံးမရှိဆိုလို့ရှင်ဗုဒ္ဓဘာသာကို infinity ဝါဒလို့သတ်မှတ်လို့ရှင်ရောရနိုင်မှာလားရှင်ဗျာတန်တရားဟာဘယ်မှာစပြီးဘယ်မှာဆုံးတယ်လဲအဆုံးကတော့ရှိတယ်မှန်ပါဗျာတရားဓမ္မကျင့်ပြီးတော့နိဗ္ဗာန်ရသွားရင်ဒါတန်တရားအဆုံးလို့ပြောတယ်မှန်ပါဗျာအစကဘယ်မှာစတာလဲလို့ဆိုအလုံးကိုရှည်ကြတဲ့ဟာကိုအစရှာမယ်ဆိုလို့ရှိရင်တော့ကဘာပေါင်းမြောင်များစွာလက်ရှာနေလို့အစမရှိဘူးလို့မြတ်စွာဘုရားမဟောဘူးမှန်ပါဗျာအစကိုမသိနိုင်ဘူးလို့ဟောတယ်မှန်ပါဗျာမရှိဘူးနဲ့မသိနိုင်ဘူးကကွဲပြားတယ်မဟုတ်လားကွဲပြားပါတယ်တင်ပါဗျာမြတ်စွာဘုရားဟောတာကတန်တရားအစမရှိဘူးလို့ဟောတာမဟုတ်မှန်ပါဗျာအနမတေကောယံဘိက္ခွေတန်တာရောဒီတန်တရားကြီးဟာဘယ်တော့စခဲ့တယ်ဆိုတဲ့အစကိုမသိနိုင်ဘူးလို့ပြောတာနောက်ကြောင်းပြန်ကြည့်တော့လေအစကိုမသိနိုင်ဘူးဥပမာမဲ့ဆိုတော့မျိုးစိတ်လေးတစ်ခုရဲ့အစကိုရှာကြည့်အောင်တရေစိတ်လေးတစ်ခုဒီတရေစိဘယ်ရလဲတရေပင်ကရတယ်တရေပင်ဘယ်ရလဲတရေစိကရတယ်အဲတရေပင်နဲ့တရေစိကိုအစရှာကြည့်မယ်ဆိုရင်ရှာဖို့တွေးနိုင်မှာမလားတွေးနိုင်ပါဘူးကျက်မနဲ့ကျက်ဥကျက်ဥကဘယ်ရကျက်မရကျက်မကြတော့ဘယ်ရကျက်ဥကရကျက်မကျက်ဥလည်းပဲရှာလို့ရမှာမဟုတ်ဘူးမှန်ပါဗျာဘာကြောင့်လို့ဆိုရင်အလုံးကိုရှည်လျားနေတဲ့အရာကြီးတစ်ခုကိုအစကိုသွားပြီးတော့ရှာလို့မရနိုင်သည့်အတွက်ကြောင့်မသိနိုင်သောအစရှိတယ်အစကိုမသိနိုင်ဘူးဘာကြောင့်မသိနိုင်တာတော့ဆိုသိရှည်ဝေးနေတယ်မင်းလိုက်လည်းပဲတွေးမှာမဟုတ်ဘူးမတွေးနိုင်တော့ရှည်ဝေးတယ်မှန်ပါဗျာမတွေးနိုင်တာကိုလိုက်ရှာနေရင်မင်းဘဝမှာကောင်းရာတွေလုပ်ဖို့ရအခွင့်အရေးရှိတော့မှာမဟုတ်တော့ဘူးမှန်ပါဗျာဆိုတဲ့အနေနဲ့မြတ်စွာဘုရားတန်တရားအစကိုမသိနိုင်ဘူးလို့ပဲဟောတယ်မရှိဘူးလို့ဟောတာမဟုတ်ဘူးဒါကအမှန်တစ်ခုနော်မှန်ပါဗျာခြားဘာသာယူဆများကဘုရားမှာစပြီးဘုရားမှာဆုံးတယ်ဆိုတာလေဒါတော့မပြောရဘူးသူတို့ပြောတဲ့ဟာကိုပြောရမယ်ဆိုရင် creator လို့ခေါ်တယ်ဖန်ဆင်းရှင်ကစတယ်မှန်ပါဗျာသူတို့မှလည်းဖန်ဆင်းရှင်ဝါဒကိုလူတိုင်းလက်ခံတာမဟုတ်ဘူးမှန်ပါဗျာအိန္ဒိယ philosophy ကိုဖတ်ကြည့်လို့ရှိရင်ဒီစံခယ philosophy ဆိုတာရှိတယ်စံခယ philosophy မှာပကတိသူတို့တန်တဲ့ဆိုရင် prakriti လို့ခေါ်တယ်မှန်ပါဗျာအဲ prakriti ဆိုတဲ့အရာကနေဆထာဝရဘယ်တော့မှမပျက်စီးတဲ့အရာတစ်ခုမှန်ပါဗျာအဲ့ဒါကိုပုရုရှဆိုတဲ့အရာတစ်ခုနဲ့ပေါင်းလိုက်တဲ့အခါအသက်ဝင်လာပြီးတော့လှုပ်ရှားတယ်လို့သူတို့သုံးတယ်မှန်ပါဗျာစံခယ philosophy ကမှန်ပါဗျာဘာသာတရားဘာသာအယူဆလို့ဆိုတဲ့ထဲမှာတအားများတယ်အယူဘာသာအယူဆတွေဟာတင်ပါဗျာအခုခေတ်ပြောနေတဲ့ခရစ်ယာန်တို့အစ္စလာမ်